I'm gonna love you. Hello guys ဒီနေ့ဗီဒီယိုမှာတော့ AV player template တစ်ခုမျှဝေသွားမှာဖြစ်ပါတယ်ဒီ template ကိုအသုံးပြုရှင်နေဆိုရင်ဗီဒီယိုတွေကပြထားတဲ့အဆင့်တိုင်းကိုသေချာလိုက်လုပ်ပေးဖို့လိုတယ်ပေါ့နော် template link ကို description မှာကျွန်တော်ရှာပေးထားမယ်ဗီဒီယိုကိုဆုံးဖြတ်ကြည့်ပြီး step by step လိုက်လုပ်ကြည့်လိုက်ပါစလိုက်ကြရအောင်AV player add ထဲကိုကျွန်တော်တို့ဝင်လိုက်မယ်အပေါ်မှာရှိတဲ့ grab view ကိုနှိပ်ပေးလိုက်ပါကျွန်တော်တို့က template ကိုထည့်မှာဆိုတော့ load from file ကိုနှိပ်ပေးလိုက်မယ်နော်ပြီးရင်ကျွန်တော်တို့ထည့်မဲ့ template ကိုကျွန်တော်ရွေးပေးလိုက်မယ်ထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ template ကိုတစ်ချက်နှိပ်ပေးလိုက်မယ်ပြီးရင်အပေါ်မှာရှိတဲ့ ခေတ်တန်းလေးကိုနှိပ်ပေးလိုက်ပါဒီလိုမျိုး layer တွေတွေ့ပြီဆိုရင်တော့အပေါ်နည်းနည်းဆွဲတင်လိုက်နော်ပြီးတော့ရင် composition 3 ထဲက motion blur effect ကိုနှိပ်ပေးလိုက်ပါပြီးရင် appearance ကိုထပ်ပြီးနှိပ်ပေးလိုက်ပါ target image ဆိုတာလေးတွေ့ပါမယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီနေရာမှာ composition 4 ကိုရွေးပေးလိုက်ပါပြီးတော့ဆိုရင်တော့ composition 4 ထဲက image ကိုတစ်ချက်ဝင်ပေးလိုက်ပါပြီးရင်ညာဘက်ခြမ်းမှာရှိတဲ့ image ကိုနှိပ်ပေးလိုက်နော် custom image ဆိုတာလေးကိုနှိပ်ပြီး composition 1 ကိုရွေးပေးလိုက်ပါဗျပြီးရင်တော့အပေါ်နည်းနည်းဆွဲတင်လိုက်ပါဗျ mesh image ကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီနေရာမှာတော့composition 5 ကိုရွေးပေးရမယ်နော်ပြီးတော့ဆိုရင်တော့အောက်ကိုနည်းနည်းဆွဲချလိုက်ပါ motion blur effect ကိုထပ်ဝင်ပေးလိုက်ပါညာဘက်ခြမ်းမှာရှိတဲ့ appearance ကိုထပ်ပြီးနှိပ်ပေးလိုက်ပါပြီးရင် target image ဆိုတာကိုနှိပ်ပြီးတော့ composition 8 ကိုရွေးပေးလိုက်ပါနော်ပြီးရင်ပုံအောက်မှာရှိတဲ့ loading animation ကိုဆက်လုပ်ကြမယ်အပေါ်နည်းနည်းဆွဲတင်လိုက်နော်ဒီမှာ composition စိတ်မှာရှိတဲ့ loading controller ကိုနှိပ်ပေးလိုက်နော်ပြီးရင်ညာဘက်ခြမ်းက image ဆိုတာကိုနှိပ်ပေးလိုက်ပါ custom image ကိုထပ်ပြီးနှိပ်ပေးလိုက်ပါပြီးရင်ဒီနေရာမှာ composition level ကိုရွေးပေးလိုက်ပါပြီးရင်ဘောနည်းနည်းဆွဲတင်မယ်ဒီမှာ composition level ထဲက loading ကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင်ညာဘက်ခြမ်းက general ကိုနှိပ်ပေးလိုက်ပါ loading ကအသေးကြီးဆိုတော့ရွေးချယ်အောင်လုပ်ဖို့အတွက်ဒီမှာ position ကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးရင်ပထမတစ်ခုကို -0.500 ထားပြီးတော့ next ကိုနှိပ်ပေးလိုက်ပါနော်ဒုတိယတစ်ခုကိုတော့ 0.500 ထားပေးပါပြီးရင်ပုံနေနဲ့ဆွဲတင်လိုက် mesh word ဆိုတာတွေ့လိမ့်မယ်အဲ့မှာ nothing ကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီထက်က track position ကိုရွေးပေးလိုက်နော်ပြီးရင်တော့ဒီ amount မှာ0ပဲထားပါamount မှာကျတော့ 1.775 ထားပေးလိုက်ပါပြီးရင်အောက်ကိုနည်းနည်းဆွဲချပြီးတော့ composition 3 ထဲက mirror effect ကိုဝင်ပေးလိုက်ပါညာဘက်ခြမ်းက appearance ကိုတစ်ချက်နှိပ်ပေးလိုက်ပါ target image ကိုဆက်နှိပ်ပေးလိုက်ပါဒီနေရာမှာ composition 12 ကိုရွေးပေးလိုက်နော်
ပြီးရင်အပေါ်နည်းနည်းဆွတ်တင်မယ်ကလေး effect လုပ်ဖို့အတွက် composition 9တဲ့ကပထမ particle ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ညာဘက်ချမ်းက appearance ကိုနှိပ်ပလိုက်ပါ custom image မှာ composition တစ်စီကိုရွေးပေးလိုက်ပါပြီးရင် particle scale ကိုတစ်ချက်နှိပ်ပေးလိုက်ပါ particle scale မှာက 1.760 ထားပေးလိုက်ပါပြီးရင်အပေါ်နည်းနည်းဆွဲတင်ပေးလိုက်ပါစိတ် aspect ratio ကိုနှိပ်ပေးလိုက်ပါ 18.800 ထားပေးနော်ပြီးရင်ဒုတိယ particle ကိုတစ်ချက်နှိပ်ပေးလိုက်ပါညာဘက်ချမ်းက appearance ကိုဆက်ပြီးနှိပ်ပေးလိုက်နော်ပြီးရင် custom image ကိုနှိပ်ပြီး zona ကလိုပဲ composition တစ်စစ်ထားပေးလိုက်ပါနော် okay ပြီးရင် particle scale ကိုဆက်နှိပ်လိုက်ပါ particle scale မှာက 0.637 ထားပေးလိုက်ပါပြီးရင်အပေါ်နဲ့ဆွတ်တင်ပြီးရင် say aspect ratio ကိုနှိပ်ပေးလိုက်ပါဒီမှာကျတော့ 200.0 ထားပေးလိုက်နော် okay ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ template တစ်ခုရပြီနော်ပြီးရင် video export ထုတ်ဖို့အပေါ်မှာရှိတဲ့ export button ကိုရှင်းနှိပ်ပေးလိုက်ပါဒီနေရာမှာ video width မှာကျတော့ 1920 ထားမယ် video height မှာကျတော့ 1080 ထားမယ်16အချိုး post ratio ပေါ့နော် frame မှာကျတော့ video quality ကောင်းကောင်းရအောင်60 ထားပေးလိုက်မယ်ပြီးရင်အပေါ်နည်းနည်းဆွဲတင်ပြီးတော့ export လုပ်ပေးလိုက်ပါ